ကဲဆက်ပြီးတော့အခန်းဆက်6စာမျက်နှာ141မှာတင်တယ်141လား144လားမသိဘူးအမှရှိတယ်ပေါ့နော် reading လေးကိုတွားပြီးတော့ဖတ်ကြည့်ရအောင်ဆိုတော့အိုဆာကာခိုဘဲကျိုတိုနာရဆိုပြီးတော့မြို့တွေရဲ့နာမည်လေးတွေရေးထားပေးပါတယ်အဲ့တော့ဒီညမှာဘာတွေလဲလာမလဲဆိုလို့ရှိရင်အဓိကကတော့မြို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသူတို့ရဲ့မြို့တွေမှာဘာတွေရှိလဲထူးခြားချက်တွေဒါတွေနဲ့ပတ်သက်ပြီးတော့လေ့လာကြမယ်ပေါ့နော်ဒါပေမဲ့ te found ta found grammar လေးနည်းနည်းများတဲ့အတွက်ကြောင့်မို့လို့ဒီညမှာထပ်မှတ်ရမှာက te form grammar လေးတစ်ချက်တော့ပြန်ပြီးတော့မှတ်ရမယ်ပေါ့နော်။ကဲအဲ့ဆိုလို့ရှိရင် particle ကနေအရင်ရှာရင်းနဲ့ဖတ်ကြည့်ပါရအောင်။大阪は大きくて賑やかな街です。面白い人が多くて食べ物が美味しいです。神戸と京都と奈良は大阪から違いです。4つの町の中で奈良が一番古いです。奈良と京都は古いお寺や神社が多いですから、外国人も遊びに行きます。神戸は素敵な街です。前に海があって、後ろに山があります。若い人は神戸が好きです。grammar လေးတစ်ချက်ထပ်မယ်ပေါ့နော်။ဆိုကြည့်အောင်ဗာလေးပေါ့လေ။大阪は大阪မြို့ကတော့တဲ့။多いくてဒီခုတဲ့ကဘာလို့ကတ်ထားလဲဆိုတော့ပြန်ကြည့်အောင်။သူကတဲ့ဆိုတာကပြီးတော့ဆိုတဲ့ grammar အနေနဲ့တင်ပါ။ဒါပေမဲ့အဲ့ဒီတဲ့ပါတဲ့ grammar တွေကအများနဲ့တည်ထားရတယ်။ verb ဆိုရင်တဲ့ဖောင်ပြောင်းရတယ်။ပြီးသွားရင် adjective တွေဆိုလို့ရှိရင်လည်းသူ့ကိုပေါင်းတဲ့အခါကျလို့ရှိရင်စလုံးလေးပြောင်းတတ်တဲ့အတွက်ကြောင့်တည်ထားရတယ်။ဥပမာဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်း oki ဟုတ်တယ်မလားသင်ခဲ့တာတော့ oki ပဲဒါပေမဲ့တဲ့ဖောင်နဲ့ပေါင်းတဲ့အခါမှာ oki တဲဆိုပြီးသုံးလို့မရဘူး oki ခုတဲဆိုပြီးတော့ခုတဲကိုပေါင်းပေးရတယ် e adjective တွေကအဲ့ဒီ pattern ကိုသင်ခဲ့ပြီးတာပေါ့နော်မမှတ်မိလို့ရှိရင်ကိုယ့်ရဲ့ဒီစာအုပ်လေးကိုပြန်ဖွင့်ပြီးတော့ပြန်တွက်ကြည့်ဟုတ်ပြီနော်အဲ့တော့ oki ခုတဲကြီးမားပြီးတော့တဲ့နီကီယာကနာမှာချီတဲ့စီကားတဲ့မြို့ဖြစ်ပါတယ် omoshiroi hito ကစိတ်ဝင်စားစရာကောင်းတဲ့လူတနည်းအားဖြင့်ဒီနေရာမှာတော့ပျော်စရာပေါ့ပျော်နေတတ်တဲ့လူတွေပေါ့ပျော်နေတတ်တဲ့လူတွေကโอ้ခုတဲ့โอ้ဤဆိုလို့ရှိရင်လည်းများတာပဲโอ้ခုတဲ့ဆိုတော့သူက e adjective မလို့ခုတဲ့ကြရနော်ဒါပဲမနိုကဝီရှိတယ်စားစရာတွေကလည်းအရတာရှိတယ်ကိုဘေတို့ကိုဘေးနဲ့ကျိုတိုတို့ကျိုတိုနဲ့နာရာကနာရာက大阪から大阪ကနေပြီးတော့ခြေကားရည်တဲ့နီးကပ်ပါတယ်နီးနီးလေးပဲရှိတယ်ပေါ့နော်4つの4ခုဟုတ်ပြီနော်4ခုတော့မြို့တနည်းအားဖြင့်ပြောမယ်ဆိုဒီ4ခုမြို့4ခုပေါ့နော်4つの町の中でမြို့4ခုရဲ့အထဲမှာနာရာကတော့一番古いです古いဆိုတာကအိုဟောင်းတာလေနော်သူကပြောရရင်တက်တန်အရင်ဆုံးမြို့ဖြစ်ပါတယ်တဲ့နာရာတို့京都はနာရာနဲ့京都ကကြတော့古いお寺やအိုဟောင်းနဲ့ဒီဘုန်းကြီးကျောင်းတွေပေါ့နော်အိုတဲရာဆိုတော့ဘုန်းကြီးကျောင်းတွေပြီးပါရင်ဂျင်ဂျာဆိုတော့နတ်ကွန်းတွေပေါ့နော်နတ်ကွန်းတွေနတ်စင်တွေကတဲ့အိုဤဒက်စကာရာများတာကြောင့်ကာရာသူကကျဒက်စကာရာနဲ့တုံးတယ်ပေါ့နော်ကြောင့်ဆိုတဲ့အိဗယ်ခိုင်ကိုကူချင်းမို့နိုင်ငံသားတွေလည်းပဲအာဆိုဘီနီကီမတ်ကစားဖို့အတွက်လဲဖို့အတွက်လာကြပါတယ်ဒီမှာကတော့ကစားတယ်လို့တော့မတုံးဘူးပေါ့နော်လဲဖို့လာကြပါတယ်ကိုဘေကတော့စူတေကီနာမှာချီတဲ့တကယ်ကိုလာပတဲ့မျိုးဖြစ်ပါတယ်ပေါ့နော်သူကစူတေကီနာအရန်ကိုလာပါတယ်ချက်တည်ရှိတယ်အဲ့လိုပုံစံမျိုးကွာအဲ့နေရာမျိုးတွေမှာတောင်းလို့ရတယ်အဲ့ကြောင့်သူကအရန်လာတဲ့မျိုးဖြစ်တယ်ပေါ့နော်မရဲ့နိအရှိဘက်မှာတော့ဥမီကအတ်တဲ့ဥမီကအတ်တဲ့ဆိုတော့ပင်လယ်ရှိတယ်တဲ့ပြီးပါဦးရှိရိုနိအနောက်မှာတော့ဦးရှိရိုကတကယ်တော့ခန်းကြီးနဲ့ပေးရမှာဘာလို့မပေးရလဲမသိဘူးအဲ့တော့ဦးရှိရိုနိအနောက်မှာယာမာကအဒီမှာတောင်ကရှိပါတယ်တဲ့ဝကိုင်ဟီတိုကငယ်ရွယ်တဲ့လူတွေကကိုဘေကစကီဒက်ကိုဘေမျိုးကိုကြိုက်ကြပါတယ်တဲ့ကဲအဲ့ဆိုရင်မျိုးတွေနဲ့ပတ်သက်တဲ့အကြောင်းဖတ်ပြီးပါပြီပေါ့နော်အဓိကဒီထဲမှာတတိထားမှာဒီ adjective တွေကိုတဲ့ဖောင်ပြောင်းခြင်းတဲ့အခါပေါင်းခြင်းတဲ့အခါမှာပေါ့နော်ဘယ်လိုနေရာလေးတတိထားမလဲဘယ် pattern လေးမှတ်ထားမလဲဆိုတော့ပြန်ကြည့်ပြီးပါနော်အဲ့ဆိုအဖြည်းဖြည်းကြည့်ရအောင်ဘယ်မျိုးလဲကြည့်အောင်ချီကာကူနီယာမာတိုဥမီကာဒီမတ်ခုနကပြောလိုက်တယ်ရိုးရိုးရှင်းရှင်းလေးပဲအနီးနားမှာတဲ့ဟိုဥမီလည်းရှိတယ်တောင်လည်းရှိတယ်ဘယ်နေရာလဲကိုဘေးမလားအဲ့ဆိုလို့ရှိရင်ဘေးနားမှာကိုဘေးမျိုးဆိုပြီးတော့ရေးပြရမှာဟုတ်ပြီနော်ဒီနေရာမှာတွေ့ရနာမည်ရေးမယ်ကိုဘေးနောက်တစ်ခုကကျတော့ဖူရူယီお寺や神社がたくさんあります
အိုဟောင်းနဲ့နတ်ကြောင်ဘုံဖုန်းကြီးကြောင်နေနဲ့နတ်ကွန်းနေရအများကြီးရှိတယ်အဲ့ဆိုတော့သူကဘာဖြစ်မလဲဆိုတော့အိုဟောင်းနဲ့ဟိုဟာဖះဖုန်းကြီးကြောင်နေနဲ့နတ်ကွန်းနေရှိတဲ့နေရာကကျော်တူနဲ့နာတာဖြစ်ပါတယ်အဲ့ဆိုနှစ်ခုလုံးရေးရမယ်ပေါ့နော်ဒီချိပန်းဟူရီမှာချိပန်းဟူရီမှာချိကဘယ်လိုလဲဒီမှာနာတာဖြစ်မယ်နော်နာတာလို့ရေးပါမယ်ဒါပဲမို့လို့စားစရာတွေကအိုးရှိတဲ့နီဂီယာကတဲ့စတကထိတ်ဆုံးကဘာတူလဲဆိုလို့ရှိရင်အိုးစာကားဖြစ်ပါတယ်နော်စားစရာတွေလည်းများတယ်စီလည်းစီကားတယ်ဒါဆိုရင်နောက်ထပ်တစ်ပုဒ်လောက်ထပ်ပြီးတော့ဖတ်ကြည့်ကြရအောင်နော်ကဲဆက်ပြီးတော့စာမျက်နှာ151မှာရှိတဲ့အခန်း19ရဲ့ reading ကိုဖတ်ကြည့်ပါမယ်日本語の試験ဆိုတာကစာမေးပွဲပေါ့နော်ဂျပန်စာစာမေးပွဲ20月20တော့မဟုတ်ဘူး12月12လပိုင်း9日9ရက်နေ့月曜日တနင်္လာနေ့ကိုစန်းဆိုလို့ရှိရင်ကိုစန်းတို့ကိုတို့ကကျတော့ AM PM လားကိုစန်းဆိုလို့ရှိရင်တို့က AM ပြောတာပေါ့နော်ကိုစန်းပြီးတော့ခုကြီးကနေပြီးတော့ဂျူနီချီပေါ့နော်12နာရီအထိဖြစ်ပါတယ်နံပါတ်1ကဘာရေးတာလဲဆိုလို့ရှိရင်8時40分まで8နာရီ40ဒီနေရာမှာအထိဆိုတာကကျတော့လေသူကနောက်ဆုံးလို့ပြောချင်တာပေါ့နော်8နာရီ40နောက်ဆုံးမှာ教室に入ってください教室ဆိုစာသင်ခန်းပေါ့နော်စာသင်ခန်းထဲကိုဝင်ပေးပါတဲ့机のဒီစပွဲခုံရဲ့番号をနံပါတ်ကို見てကြည့်ပြီးတော့အမှ tag form တွေသတိထားမယ်နော် tag form တွေပါလာပြီနော် tag form တွေဒါအများတယ်နော်အဲ့ဆို tag form တွေပြန်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင် group 1 group 2 group 3ရှိမယ်ခဏလေးပါတစ်ခါလေးပြန်ရေးပြီးတော့မှဖြတ်ပေးမယ်နော်အဲ့တော့သူက group 1 verb group 1ဆိုလို့ရှိရင်သူက mi bi ni ရှိရ mi bi ni ဆိုရင် mi bi ni ကိုဖြုတ် on တဲ့ကပြီးပါလို့ရှိရင် ichiri ဆိုရင် ichiri ကိုဖြုတ်စစ်တလေးနဲ့တဲ့ကပြီးပါရင် kiki ဆိုလို့ရှိရင် kiki ကိုဖြုတ်ပြီးပါရင် i လေးနဲ့တဲ့ဒါမှမဟုတ်ရင်တဲ့ဒီလိုမျိုးနှစ်ခုပေါ့နော်နောက်တစ်ခုက she ဆိုလို့ရှိရင်ကျွန်တော်ကိစ္စမရှိဘူးတခါတည်းတဲ့ပေါင်းလိုက်ရုံပဲ group 2ပြီးကျတော့အရန်လွယ် group 2ကကျွန်တော်ဘာလုပ်ရုံပဲလဲသူကတော့ဘာမှပြောင်းစရာမလိုဘူးတဲ့တမ်းပြီးတော့ကတ်လိုက်ရုံပဲနောက်တစ်ခု group 3ကကျတော့ key mask နဲ့ဟောပဲရှိရ she mask ပဲရှိတယ်အဲ့တော့ key တဲ့နဲ့ရှိတဲ့ဒီညာလေးပဲရှိရပေါ့နော်အဲ့ဒါလေးတီးထိုင်ကိုရပါတယ်သူကတော့ဘာမှမခက်ပါဘူးအဲ့ group 1မှာပဲနည်းနည်းခက်တာပေါ့နော်အဲ့ဆိုရင်ဒီမှာကြည့်မယ်ဆို height တယ်ဆိုလို့ရှိရင်သူကဘယ်ကနေလာလဲဆိုရင် hairi mask ကနေလာတယ်မလားအဲ့ဒီ hairi mask ကိုရိဖြစ်တဲ့အတွက်ကြောင့်မလို့ ichiri i ရဲ့ချီရဲ့ရိရဲ့ဆိုအဲ့ဒီ ichiri ကိုဖြုတ်ပြီးချစ်တေးသေးလေးနဲ့တဲ့ကိုကြိုက်တယ်သူကတဲ့ form ပြောင်းတဲ့ပုံစံအဲ့ကြောင့်ချစ်တေးသေးလေးနဲ့တဲ့ကိုပေါင်းပြီးတော့မှတဲ့ကူရာဆိုင်ဆိုတဲ့ grammar ဖြစ်သွားတာဟုတ်ပြီနော်ကူရာဆိုင်ကဘယ်နေပေါ်လာလဲဆိုတော့မဟုတ်ဘူးသူ grammar အစကတည်းကတဲ့ကူရာဆိုင်သူကတဲ့နဲ့စတဲ့ grammar တွေကအများကြီးပဲတဲ့ကူရာဆိုင်တို့ပြီးတော့နောက်ထပ်ပါလေးရှိတယ်လေတဲ့ imas တို့ဒီလိုမျိုးရှိရလေနော်အဲ့အရှိကတဲ့တော့မှပြောင်းဒါပေမဲ့အနောက်ကတော့သူ grammar ရတော့သူကလိုက်ပြောင်းနေမှာပေါ့နော်သူ grammar နဲ့သူတောင်းမှာဆိုတော့အဓိကတော့တဲ့ form ပြောင်းတာကိုပြောချင်တာအဲ့တဲ့ပါတဲ့ grammar တွေနဲ့လာတွေ့ပြီဆိုရင် verb ကဒီလိုပြောင်းရတယ်လို့သိသိချင်တာဒီမှာဆိုရင်မိတဲ့ကကျတော့ group 2ထဲမှာပါ group 2ဆိုဘာမှပြောင်းကြမလို့သူကမဆစ်ကိုဖြုတ်ပြီးတဲ့တန်းကလိုက်အောင်မယ်အဲကြောင့်မိတဲ့စကွဲနော်ဘန်ကိုမိတဲ့ဒီစပွဲပေါ်ကနံပါတ်ကိုကြည့်ပြီးတော့အနာတာနို့တင်းရဲ့ဘန်ကိုနို့ဒိုကိုရိုနီတင်းရဲ့နံပါတ်ရဲ့ဒိုကိုရိုဆိုတာကနေရာကိုပြောတာတင်းရဲ့နံပါတ်ရဲ့နေရာမှာဇဝတ်တက်ခရာဆိုင်အဲ့ဒီတိုင်းပဲအတူတူပဲဇူဝိုင်းမတ်အတူတူပဲပေါ့နော်အီချီလီဆိုတဲ့ကြောင့်မလို့သူကichiri ကိုဖြုတ်ချစ်တတိလေးနဲ့တဲ့ကလိုက်လို့စုဝတ်တဲ့ဖြစ်သွားတယ်ပေါ့နော်စုဝတ်တဲ့ခုဒါဆိုင်ထိုင်နေပါ mpc တို့ခဲရန်နဲ့ခဲရှိကုမှုတကဲရဲ့အိဗေကဒီဟာပဲဆိုတဲ့အိဗေမျိုးပေါ့နော်အဲ့တော့ဒီဟာလွဲပြီးတော့မှစုခွေနို့ဥရဲ့နိဒီစပွဲပေါ်မှာပိုးရတဲ့ခုဒါ sorry ဒါပဲ only ဆိုတဲ့အိဗေဒီဟာလွဲပြီးတခြားဟာဘာမှတင်လို့မရဘူးပေါ့နော်အဲ့တော့ mpc နဲ့ခဲရန်နဲ့ခဲရှိကုမှုခဲပြကလွဲပြီးတော့ခဲပြက်ကိုပဲခဲပြက်ဒါလင်စပွဲရဲ့အပေါ်ဘက်မှာထားပေးပါအိုးကြီးတဲကူရာဆိုင်ဆိုလဲအတူတူပဲသူကအိုးကြီးတဲကူရာဆိုင်ထားပေးပါတင်ထားပေးပါဆိုတဲ့အိဗယ်မျိုးဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကကျတော့မွန်ဒိုင်ဝတဲ့မိခွန်းနေကတော့ဇမ်ဘူတဲ့အားလုံးခူမိုင်
9枚ありますよကိုးရွက်ရှိပါမယ်တဲ့一番上の紙にပထမဦးဆုံးအပေါ်ဆုံးကစာရွက်မှာခါမီကစာရွက်ကိုပြောတာあなたの番号とသင်ရဲ့နံပါတ်နဲ့名前を書いてください書いてくださいလေတူတူပဲเนาะရေးပေးပါ書きますကနေလာပါတယ်เนาะသူကဘယ်လိုဖြစ်တာလဲဆိုတော့သူကကျတော့書きます書きますဆိုတော့သူက key ဆိုရင် key ကိုဖြုတ် i တဲ့ကြရတယ်အကြောင်းခိုင်းတယ်ဖြစ်သွားတာသူကခိုင်းတယ်ဟုတ်ပြီနော်အဲ့တော့ခိုင်းတယ်くださいထားပြီးပါ答えはအဖြေတွေကတော့ 鉛筆တဲ့ခဲတံဖြင့်ခိုင်းတယ်くださいရေးပြီးပါボルペンは使わないでくださいဒီဘောပင်ကိုတော့အသုံးမပြုပေးပါနဲ့တဲ့အဲ့မှာ使わないでくださいကိုပြဿနာတစ်ခုထပ်ပြီးကြည့်မယ်でくださいကကျတော့တက်တယ်နော်使わないでစိုက်နိုင် form ပါပါလေနိုင် form ဆိုလို့ရှိရင်သူကဆိုတော့ဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်စုကာရီမတ်ဟုတ်တယ်စုကာရီမတ်ကနေလာတယ်သူကကျတော့ re ဆိုလို့ရှိရင်ဝပြောင်းရတာနိုင် form ဆိုသူက e အတန်းဆိုအပြောင်းတာဒါပေမဲ့ re ဆိုတော့ရမပြောင်းမယ်ဝပြောင်းရတာဒါတော့ထူးခြားချက်ပေါ့နော် e အတန်းအတန်းပြောင်းရတာအဲကြောင့်နိုင် form တွေကကျတော့ e အတန်းကနေအတန်းပြောင်းနေလို့မှတ်ပြီးအဲ့ဒါ group 1အတွက်ပဲ channel group တွေကအဲ့လောက်ကြီးပြဿနာမရှိဘူးပေါ့နော်နိုင် form ကိုတန်းကတ်လိုက်ပေါ့ဒါပဲနိုင်တို့ပါတို့ပေါ့နော်မီနာဟုတ်တယ်ဒါပဲနိုင်တို့ပါတို့ပြောင်းလိုက်ရုံပဲပေါ့နော်အဲ့တော့သူကကြတော့စကောဝါနိုင်ဒေကူရာဆိုင်ဆိုပြီးတော့ဒီတဲ့ form နဲ့ပြန်ပြီးတော့တခါလေးကတ်တယ်ပေါ့နော်နိုင်ဒေကူရာဆိုင်ဆိုတာအဲ့ဒါနှစ်ခုကျဲရတယ်တကယ်လို့တစ်ခုခုဆိုလို့ရှိရင်ကျတော့လုတ်ပေးပါလို့ပြောရင်တဲ့ကူရာဆိုင်မလုတ်ပေးပါနဲ့ဆိုလို့ရှိရင်နိုင်ဒေကူရာဆိုင်ဆိုပြီးတော့တခါလေးပုံတွေချက်ထားမယ်ပေါ့နော်အဲ့လိုလေးချက်ထားပြီးပါကဲဟုတ်ပြီအဲ့ဆိုရင်ဒါကစာမေးပွဲအကြောင်းမှာပြောတာအခုမှပထမဦးဆုံးစာမေးဖြေမဲ့တူတွေဆိုရင်တိတ်ပြီးတော့မတိပေမဲ့ပေါ့နော်ဥမာဒီဂျပန်စာမေးပွဲ GLPD ဖြေဖူးတဲ့တူတွေဆိုရင်တော့တိလိုက်မယ်ပေါ့နော်သူကကြောက်ဘလို့လာလဲဆိုလို့ရှိရင်အခုပြောထားတဲ့အတိုင်းပဲစပွဲပေါ်မှာဒီသူကခုနံပါတ်တီကြည့်ပြီးတော့ကိုနေရာနဲ့ကိုဝင်ထိုင်ပြီးသွားလားဆိုလို့ရှိရင်အဲ့ဒီခဲတံနဲ့ခဲပြက်ကိုပဲစပွဲပေါ်မှာတင်ရမယ်ကျန်တာအကုန်လုံးတင်လို့မရဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကမေခွန်းစာရွက်ရဲ့အရှိဆုံးမှာကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဒီခုနံပါတ်ရဲ့ကိုပြန်ပြီးတော့ချရေးပေးရတယ်ထည့်ရေးပေးရတယ်ပေါ့နော်ပြီးရင်ခဲတံနဲ့ပဲအဖြေဝိုင်းလို့ရတယ်ခဲတာဘောပန်တို့ပြီးတော့လို့ရှိရင်ဒီဘောပန်တို့ဒါမျိုးတွေကိုအသုံးပြုလို့မရဘူးနော်ကဲအဲ့ဆိုဒီအောက်ဘက်ကိုကြည့်ရအောင်နံပါတ်1 2 3 4 5ဆိုပြီးတော့မားမှန်လေးတစ်ချက်ကြည့်မယ်နံပါတ်1 8နာရီမိနစ်40နောက်ဆုံးတဲ့အခန်းထဲကိုခုနခဲရဲပါနာရီမဆန်ခုနခဲရဲပါနာရီမဆန်ဆိုတာဘာလဲဆိုတော့ key mask ကကျွန်တော်လာတယ်ခုနခဲရဲပါနာရီမဆန်ဆိုတာကမလာလို့မရဘူးဆိုတော့ဟုတ်တာပေါ့တေချာပေါက်ဝင်ကိုဝင်ရမယ်ဆိုတာဒါဒီမှန်ပါတယ်နော်နောက်တစ်ခုကကျတော့စကွေနိုဘန်ဂွန်နို確認してからဒီ meaning ကလည်းနည်းနည်းခက်တယ်確認ရဲ့အဓိပ္ပာယ်ကကျတော့တစ်ခုခုကိုတေချာအောင်စစ်ဆေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တာအဲ့တော့ somewhere ဒီခုံနံပါတ်ပေါ့နော်စပွဲပေါ်ကကိုယ့်ရဲ့ somewhere ခုံနံပါတ်ကိုတေချာအောင်စစ်ဆေးပြီးမှတဲ့ဒီနေရာမှာတဲ့ကာလကကျတော့ပြီးမှပေါ့နော်ပြီးနောက်ပေါ့စူဝါရီမှာထိုင်ပါတယ်တဲ့မှန်ပါတယ်နော်စစ်ဆေးပြီးမှထိုင်ရပါမယ်စကွေနိုဦးရဲ့နိစပွဲရဲ့အပေါ်ဘက်မှာခပန်အိုအိုတဲ့မို့ဤတဲ့အိုဤတဲ့မို့ဤတဲ့ဆိုတာထားလို့လည်းပဲရပါတယ်တဲ့အိတ်တွေထားလို့လည်းရပါတယ်ဆိုတော့မရပါဘူးเนาะသူကဘာပြောထားလဲခဲတံနဲ့ခဲပြက်ကလွဲပြီးတော့ကျန်တာဘာမှထားလို့မရဘူးဒါလင်ပေါ့နော်ဒါကဲအတိတ်ပြ only ဆိုတော့ဒါလင်ခဲတံနဲ့ခဲပြက်တာလင်ထားလို့ရပါမယ်အဲကြောင့်မှားပါတယ်問題の紙のあなたの番号は書いなくてもいいです書いなくてもいいですဆိုတာမရေးလဲရပါတယ်ဆိုတဲ့အဓိပ္ပာယ်မရေးလဲရတယ်လို့ပြောထားတာမပြောရေးရမယ်လို့ပြောထားတဲ့အကြောင်းပါတယ်答えは鉛筆で書かなければなりませんမရေးလို့မရဘူးဆိုတော့မှန်ပါတယ်သူကခဲတံနဲ့မရေးလို့မရဘူးတေချာပေါက်ခဲတံနဲ့ရေးမှဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲနော်။ဒါဆိုနောက်ထပ်တစ်ပုဒ်ထပ်ပြီးတော့ဖတ်ကြည့်ပါမယ်။ဒီတစ်ခါအခန်းဆက်ရှိရဲ့စာပိုက်လေးကိုဖတ်ကြည့်ပါမယ်။ဒီတစ်ခါစာပိုက်ကကျတော့ဗာပေးထားလဲဆိုတော့ဘုတုမို့ဒိုရှောကဘုတုမို့ဆိုတာကကျတော့ကလေးတွေကိုပြောရမလား။ဒိုရှောကဆိုလို့ရှိရင်စာကြည့်တိုက်အဲ့တော့ကလေးစာကြည့်တိုက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မှာပေါ့နော်။အဲ့တော့ကလေးစာကြည့်တိုက်တွေအကြောင်းကိုသူဗာတွေရေးထားလဲဆိုတော့တစ်ချက်သွားကြည့်ကြည့်အောင်။ဒီတစ်ခါစာပိုက်လေးကတော့နည်းနည်းလေးပို့ပြီးတော့ခက်လာတယ်လို့ထင်ရလိမ့်မယ်တကယ်တော့ခက်တာမဟုတ်ပါဘူးအဓိကအရင်တော့လေးလာခဲ့တဲ့ verb တွေကို grammar လေးနဲ့ပေါင်းလိုက်တဲ့အခါမှာမျက်စိရှုပ်သွားတာမျိုးလေးတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ရှိပါတယ်အဲဆိုအရင်ဆုံး grammar တက်ခုတာဆိုင်ပြောင်းသွားတဲ့နေရာလေးတစ်ချက်ဝိုင်းပြပေးမယ်နော်ဟွန်းနိုခိုင်ခတ်တာ
受付でカットを作ってください。受付へ本を持ってきて、カットを見せてください。本は2週間借りることができます。နောက်ထပ် grammar တစ်ခုဖြစ်ပါတယ်။辞書と新聞の新しい雑誌は借りることができません。コピーができます。1枚10円。図書館の本をコピーすることができます。コピーは受付でしますから、本を受付へ持ってきてください。ဟုတ်ပြီအဲ့ဆိုတော့က grammar တွေကလည်းနည်းများလာပြီဆိုတော့တစ်ချက်ရှင်းရအောင်နော်ဟုတ်ပြီသူကကျတော့ဘယ်လိုလာမှာလဲဆိုဟွန်းအိုခါကြီးခတ်တာရဲ့အဓိပ္ပာယ်ကကျတော့သူကနီလန်းကိုပြောချင်တာအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကစာအုပ်ငါတဲ့နီလန်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကျတော့ငှားရမ်းတာပြောချင်တယ်အဲ့တော့စာအုပ်ငါတဲ့နီလန်းပေါ့ဥကဲစုကဲဆိုတာက lobby counter ကိုပြောတာမလားအဲ့တော့ဥကဲစုကဲတဲ့သူတို့ရဲ့ counter မှာတဲ့ cut တူဆိုတော့ cut ကိုပြောတာပေါ့ cut ကိုစကုတဲ့ခရာဆိုင်ဆိုတာကသူကဘယ်ကနေလာလဲဆိုရင်စကူရီမတ်ကနေလာတယ်အဲ့တော့စကူရီမတ်ဆိုလို့ရှိရင်နတ်ဆန်တို့တဲ့ပါတဲ့ grammar ကိုသုံးပါအခုကတဲ့ခရာဆိုင်ဆိုတဲ့ grammar ကိုသုံးပါတဲ့ခရာဆိုင်ကိုစကူရီတဲ့ခရာဆိုင်ဆိုပြီးသုံးလို့မရအဲ့တော့သူကဘာဖြုတ်ရလဲဆိုရင် re ကိုဖြုတ်ပြီးတော့မှစစ်တီတီလေးနဲ့တဲ့ပေါင်းရတယ်ပေါ့နော်အဲကြောင့်အနောက်မှာခူတာဆိုင်ကျန်တာတော့ကိုယ့်ကိုပြန်ထည့်ပေါ့စကုတဲ့ခူတာဆိုင်ပြုလုပ်ပေးပါသူကပေးပါဆိုတဲ့တိတ်ဖြစ်ပါတယ်နော်ပြုလုပ်ပေးပါပေးပါဖြစ်နေပေးပါโอเคစကေဟွန်းနိုအဲ့ဒီ lobby ကိုတဲ့စာအုပ်ကိုမုတ်တယ်ခိတယ်ဆိုတာဒီနေရာမှာပါတဲ့တဲ့ရဲ့အဓိပ္ပာယ်ကကျွန်တော်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူကဘယ်ကနေလာလဲဆိုလို့ရှိရင်မိုချီမတ်ကနေလာတယ်မိုချီမတ်ကကျတော့ပိုင်ဆိုင်နဲ့ရယူတယ်ပေါ့အဲ့တော့ယူပြီးတော့မှခီမတ်ကကျတော့တွားတယ်အဲ့နှစ်ခုကိုကတ်ချင်တဲ့အခါကျတော့ယူပြီးတော့တွားတယ်ဆိုတဲ့နေရာမှာပြီးတော့ဆိုတဲ့ grammar ကတဲ့ရှိတယ်ပေါ့နော်အဲကြောင့်မိုချီမတ်က ichiri ဖြစ်တယ် ichiri ဆိုချီကိုဖြောင်းချစ်တေးသေးလေးနဲ့တဲ့ကတ်ရတာဒါကြောင့်မလို့ချစ်တေးသေးလေးပြီးနေမှာတဲ့ကတ်ပြီးတော့မုတ်တဲ့ခီမတ်ဆိုတဲ့ပုံစံမျိုးနဲ့တွားတာအဲ့ဒီခီမတ်ကိုတွားမယ်ဆိုတော့သူအခုကအဲ့အနောက်ဘက်မှာလည်းပြီးတော့ဆိုတဲ့နောက်ထပ် grammar တစ်ခုကထပ်တုံးချင်နေရဲ့ဒီနေရာမှာလည်းတဲ့ကိုထပ်တုံးမှာယူပြီးတော့တွားပြီးတော့ဒီလိုပုံစံမျိုးတွားချင်တာအဲကြောင့်မို့ဒီမှာဒီအရှိရဟာတော့သူကနဲ့တူပြဿနာတစ်ခုကရှင်းခဲ့ပြီကွာအပေါင်းနဲ့ဦးမြောက်စာရှင်းလို့မျိုးပဲဒီလားတစ်စင့်ချင်းစီရှင်းရတာဒီအရှိရကျတော့ခုနကပြောလိုက်လို့ယူတယ်တွားတယ်ဒီနှစ်ခုကိုကတ်ချင်လို့ယူပြီးတော့တွားတယ်လို့ရေးချင်လို့တဲ့နဲ့ကတ်ခဲ့တယ်တစ်စင့်ပြီးသွားပြီမုတ်တယ်ဖြစ်သွားပြီဒါပေမဲ့ဒီတစ်ခါမှာတွားပြီးတော့ဆိုပြီးတော့ထပ်ပြီးတော့ပြောချင်တာဖြစ်တဲ့ကြောင့်မို့ဒီတဲ့ကဒီသူ့ရဲ့ဒီနာမှာတွားကတ်ရမှာဒီအရှိကိုထည့်စဉ်းစားကြရမလို့နော်သူကအဲ့လို formula တစ်ခုကိုဖြည့်ရှင်းတယ်လို့မျိုးပဲကွာအဲ့တော့ဒီအနောက်ဘက်ကိုတွားပြီးတော့ကတ်တဲ့အခါမှာ key mask ကကျတော့ key တဲ့ပဲအဲ့တော့သူကဘာပဲပြန်ဖြစ်သွားလဲဆိုတော့ group 2တွေလीနော် group 2တွေကအရင်လွယ်တယ်မဆုကိုဖြုတ်ပြီးတဲ့ကတ်ရုံပဲသူက group 1 မှာတွားရှုပ်တာ group 1ဆို ichiri ဆိုရင် ichiri ကိုဖြုတ်စစ်တေးလေးနဲ့တဲ့ပေါင်း mibini ဆို mibini ကိုဖြုတ် unde ပေါင်းနောက်တစ်ခုက key ဆိုလို့ရှိရင် ite gi ဆိုလို့ရှိရင် ite ဖြစ်သွားရဲ့နောက်တစ်ခုကကျွန်တော် she ဆိုလို့ရှိရင်တဲ့ပေါင်းဆိုတဲ့အဲ့ဒီ group 1မှာနည်းနည်းလေး math ရများတာ group 2နဲ့ group 3ကလွယ်လုံးလို့ group 2ကကျတော့ဗာလေမဆုကိုဖြုတ်ပြီးတော့တဲ့ပေါင်းလိုက်ရုံပဲ group 3တွေကကျတော့ key မဆိုရင် key တဲ့ she မဆိုရင် she တဲ့ဒါပဲကြည့်ရတာဘာမှမခက်ဘူးပေါ့နော်အဲကြောင့်2 3ကိုရင်ရအောင်ပြီးရင်1ကိုကျတော့အမြဲတမ်းစာအုပ်ကိုခဏခဏပြန်ကြည့်ပေးပေါ့နော်အဲ့တော့အခုပြောချင်တာက formula လေးရှင်းပြီးသွားပြီအဲ့ motte kit တဲ့ပဲနေလာတယ်မမီနော်mochi mas ရဲ့ ki mas ရဲ့အမှတဲ့ပြောင်းလိုက်တယ်ပြီးတော့အဲ့ဟာကိုမှသူကပြီးတော့ဆိုပြီးတော့ထိုက်စကားဆက်ထပ်တုံးချင်တာမလို့တဲ့ကိုထပ်ကတဲ့အခါမှာအဲ့ ki mas က ki တဲ့ပြန်ဖြစ်သွားတာအဲ့တော့ motte kit တဲ့ hato o misete kudasai ဒီနေရာမှာ misete kudasai ဆိုတာက mise mas ကနေလာတယ် mise mas ကကျတော့သူကဆဲကကျတော့အဲ့အတန်းမလားအဲ့အတန်းဆိုလို့ရှိရင်အဲ့ line ဆိုလို့ရှိရင်ဒါစီတော့ဘယ်ထဲထည့်လဲဆိုတော့ group 2ထဲထည့်တယ်ဒါကြောင့်မို့သူက mask ကိုဖြုတ်ပြီးတဲ့ကလိုက်အောင်မယ်အဲကြောင့် mise တဲ့ကူတာဆိုင်ဘာမှမပြောင်းဘူးเนาะအဲဆိုတော့နောက်တစ်ခါပါတာပြန်ပြမယ် lobby မှာဒီ counter ကိုစာအုပ်ကိုယူပြီးတွားပြီးတော့ကတ်ကိုပြပေးပါဟွန်းကစာအုပ်တွေက2週間ပေါ့เนาะအဲ့တော့ဒီ2ပတ်လောက်2ပတ်ကြာခိုင်းရုကိုတိုကဒေဂီမတ်ခိုင်းရုကိုတိုကဒေဂီမတ်ရလေးဖြစ်လိုက်တော့မယ်ဒါလေးတွေခဏပြပါမယ်
Kairu Koto ဆိုတာကကျတော့အဲ့ဒါဘာလဲဆိုတော့ dictionary form ကိုတိုကအများနဲ့ dictionary form နဲ့ပဲပြောင်းတယ်။အရင်တော့ရှင်းပြခဲ့ဘူးလေပေါ့နော်။နားမလည်တဲ့သူဒါမှမဟုတ်တစ်ခါမှစမ်းစစ်နဲ့မတင်ဘူးသေးတဲ့သူတွေဆိုလို့ရှိရင် grammar revision ပြန်တဲ့ video လေးတွေကိုပြန်သွားကြည့်ပေးပါ။အဲ့ဒီ grammar revision ပြန်တဲ့ video တွေထဲမှာဒီ form ပြောင်းတာတွေအကုန်ပြန်ရှင်းပြထားပေးရပေါ့နော်။ dictionary form ဆိုတာကကျတော့ပေါ့နော်။သူကဒီမူရင်းရှိတဲ့ပုံစံမျိုးပေါ့ကိုတိုဆိုရင်စကလုံးကအမြဲတမ်းသူကဒီ grammar ကိုတုံးတဲ့အခါကြလို့ရှိရင် dictionary form နဲ့ပဲတုံးတယ်ဥပမာဆိုလို့ရှိရင်ဆက်စီတို့ထားပဲမဆိုတဲ့ဒီစကလုံးကိုကြည့်ဒါဟာမြန်မာလိုပြောမယ်ဆိုတော့စားပါတယ်ဆိုတဲ့အိဗယ်ပေါ့ဒါပေမဲ့မြန်မာလိုစားပါတယ်ဆိုတဲ့စကလုံးကမူရင်း form မဟုတ်ဘူးဘယ်ကနေလာလဲစားဒီဆိုတဲ့စကလုံးကနေလာတယ်အဲ့ဒီတစ်ခုလုံးကိုကရိယာလို့ခေါ်တာအဲ့ဒါကို dictionary မှာတွားရှာကြည့် dictionary မှာစားပါတယ်လို့ဘယ်သူမှမမြင်ဘူးစားဒီလို့ပဲရေးထားတာအဲ့ဒီစားဒီဆိုတဲ့အိဗယ်ကိုသိချင် dictionary မှာတွားရှာလို့ရတယ်ဒါပေမဲ့စားပါတယ်ဆိုတဲ့စလုံးလိုက်ကြည့်လို့ dictionary မှာတွားရှာလို့မတွေ့ဘူးကွာအဲ့ဒါမျိုးပြောချင်တာအဲကြောင့်ဂျပန်စာမှာလည်းအတူတူပဲတင်တော့ကတော့ထားပဲမဆူတို့နိုမီမဆူတို့နဲ့တင်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းကျတော့သူ့ကို dictionary မှာတွားရှာရင်ဒီ master form နဲ့မတွေ့ဘူးပေါ့နော် dictionary form ဆိုတာတက်တက်ရှိရဲအဲ့ဒီ form ကိုအရင်ပြောင်းရမှာ dictionary form ပြောင်းတာနဲ့တင်ခဲ့ပြီးဘလို့တင်ခဲ့လဲ group 2ဆိုအရင်လွယ်တယ်ထားပဲမဆူဆိုရင် master ကိုဖြုတ် root ပေါင်းလိုက်ရုံပဲဟုတ်တယ်နော်အဲ့ဒါလေးတွေကိုမှတ်ထားလို့ရှိရင်ရပြီးတော့လို့ရှိရင်တော့ dictionary form မှာဗာထက်ပြီးရရှိသေးတယ်ဒီ group 1ဆိုလို့ရှိရင်ဘာပြောင်းရလဲမမြင်ဘူးဤတန်းကနေဥတန်းပြောင်းရတာမျိုးပေါ့နော်ဒါမျိုးလေးတစ်ချက်တတိထားနော်အဲဆိုရင်ဒီမှာဆိုလို့ရှိရင်ခါရီမတ်ကလေဤအတန်းဆိုမဲ့သူက group 2ထဲဝင်တာမလို့ခါရီဒုဖြစ်သွားတာပေါ့နော်ခါရီဒုကိုတိုကဒေကီမတ်ဆိုတာကလုံနိုင်တယ်လို့ပြောချင်တယ်အဲ့တော့နာနီကိုတိုကဒေကီမတ်ဆိုရင်ဒါကလုံနိုင်တယ်ဒါကိုလုံနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါတခါလေးပတ်တန်ချက်မယ်နော်ဒီဟာတစ်ခုလုံးကပတ်တန်ဖြစ်ပါတယ်အရှိမ plain form dictionary form နဲ့သုံးပါမယ်ခါရီဒုကိုတိုကဒေကီမတ်9ရန်လို့ရပါတယ်တဲ့နှစ်ပတ်ကြာ9ရန်လို့ရပါတယ်自称と新聞と新しい雑誌はဒီ dictionary စာအုပ်တွေရဲ့သတင်းစာတွေရဲ့အတစ်မဂဇင်းတွေရဲ့ခိုင်ရူကိုတိုကဒေကီမတ်9ရန်လို့တော့လုံးဝမရဘူးပေါ့နော်ကိုယ်コピーができますcopy တွေဘူးလို့ရတယ်ထိုရှော့ကの本をဒီထိုရှော့ကန်ကပေါ့နော်စာကြည့်တိုက်ကစာအုပ်တွေကိုခွိစုရုကိုတိုဒီမှာဆိုလိုက်ဒီလိုပဲစုရုသူကကျတော့ရှိမတ်မလားရှိမတ်ဆိုလို့ရှိရင်သူကအမြဲတမ်းမှတ်ထားမယ်သူ့ရဲ့ dictionary form ကစုရုဖြစ်ပါတယ်အဲကြောင့်သူကခွိရှိမတ်ကိုတိုမဟုတ်ပဲねစုရုကိုတိုကできます copy လောက်တာကရနိုင်ပါတယ်ခွိは受付でしますからဒီကာရာတော့မဆင်းနေပဲသုံးတာမလို့ဘာမှပြောင်းစရာမလိုဘူး copy တွေကcoffee တွေဖြစ်ကုန်ပြီ copy တွေကတော့ဒီဥကဲစုကဲမှာပေါ့နော်ကောင်တာမှာလုတ်တဲ့အတွက်ကြောင့်မလို့ဟွန်းကိုစာအုပ်တွေကိုဥကဲစုကဲဒီကောင်တာဘက်ကိုမတ်တဲ့ခစ်တဲ့ကူတာဆိုင်ခုနကရှင်းပြခဲ့တဲ့ဟာလေးနော်ယူပြီးတော့သွားပေးပါဆိုတဲ့ပုံစံမျိုးဒီနေရာမှာကျတော့ယူပြီးသွားပါဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားမယ်ဒီနောက်ကတဲ့ကူတာဆိုင်ကတက်တက် grammar တစ်ခုဒီနန်းဟာတက်တက် grammar တစ်ခုဖြစ်ပါတယ်နော်ဒါပြီးတော့ဆိုတဲ့ grammar ဒီဟာကျတော့ပေးပါဆိုတဲ့ grammar တဲ့ပါတိုင်း grammar တစ်ခုလည်းမဟုတ်ဘူးเนาะတဲ့မှာလည်းသူ့ဟာသူ grammar တွေကအများကြီးရှိပါတယ်เนาะကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒါလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်စာအုပ်9နည်းနဲ့ပတ်သက်တဲ့ဟာ grammar တွေကိုလည်းတေချာရှင်းပြခဲ့ရเนาะနားမလည်လို့ရှိရင်အဲ့ဒါကိုကတေချာမရခဲ့လို့ပါပြန်ပြီးတော့တွားကြည့်ပေးပါเนาะပြီးတော့ဒီအောက်ဘက်မှာသူကမေးခွန်းလေးရေးထားတယ်ဒါလေးတွေကိုကျွန်တော်ကိုယ့်အနေကိုပြန်ဖြည့်ကြည့်မယ်နံပါတ်1မှာဆိုရင်今日ဒီနေ့ကတဲ့ဟွန်းအိုခိုင်မှာစာအုပ်9ခဲ့ပါတယ်いつまでにဘယ်ချိန်နောက်ဆုံး開さなければなりませんがမပို့လို့မရဘူးလေသူကနှစ်ပတ်ငားလို့ရတယ်ဆိုတော့ကြောင့်မလို့နောက်နှစ်ပတ်နေပို့ရမယ်ပြန်ဖြေမှာပေါ့နံပါတ်2ကဂျီရှောခိုင်ရီကိုတိုကဒေကီမတ်ကဂျီရှောdictionary တွေကို9ရန်လို့ရလားရတယ်မရဘူးကိုယ့်အကူပြန်ဖြေမယ်本を自分でコピーしてもいいですかစာအုပ်ကိုကိုယ့်အနေကို copy လုပ်လို့ရလားမရဘူးသူက UKS ကမှာလုပ်ပေးမှာပေါ့နော်နောက်တစ်ခုက4枚コーヒーしましたいくらですか4ရွက်ကို copy လုပ်ပါမယ်တဲ့ဘယ်လောက်လဲဒီမှာသူကပြောထားတယ်ပေါ့နော်တစ်ရွက်ကို10ရန်ဆိုတော့သူက4ရွက်ဆိုရင်ဘယ်လောက်လဲကိုယ့်အနေကိုပြန်ပြီးတော့ဖြည့်ကြည့်ရပါမယ်နော်ဒီတစ်ခါမှာတော့စာမျက်နှာ169မှာရှိတဲ့ reading လေးကိုဆက်ပြီးတော့ဖတ်ကြည့်ကြပါမယ်ဒီတစ်ခါခေါင်းစဉ်ကတော့ဖူဂျီတောင်ဖြစ်ပါတယ်အဲ့တော့ဖူဂျီတောင်နောက်ဆန်ကြားဖို့မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခါကဖူဂျီတောင်နဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုလေ့ကျင့်ကြည့်ကြမယ်ဆိုတော့ grammar လေးရှိလားဆိုလို့ရှိရင်ရှိပါတယ်တော်တော်လေးခက်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြန်ပြီးတော့ပြပေးမယ်ဖူဂျီဆန်ကို見たことがありますဒီဟာလေးတစ်ချက်သတိထားမယ်ありますか富士山は776三三ものこれごまばん33776
ミタルで、日本で一番高い山です。静岡県と山梨県の間にあります。冬は雪が降りますから、冬からまで白くなります。何々になります。夏も山の上に雪があります。7月と8月だけမှလွယ်ပြီးတော့ဒီဟာ only ပေါ့နော် only ဆိုတဲ့အဓိပ္ပာယ်富士山に登ることができます。အဲ့တော့9နာရီလည်းပုတ်ကမီ9လပိုင်းနဲ့10လပိုင်း only 富士တောင်ကိုတက်လို့ရတယ်登ることができますဒီက grammar 1ဖြစ်မယ်နောက်တစ်ခုက夏は山の上に郵便局がありますからခဏတွေ့နေရဆိုမှတ်မိတော့ပြီရှိတာကြောင့်လက်ခမီကို足したりたり grammar တွေပေါ့နော်電話をかけたりすることができます。夏と秋、電気の朝、富士山は赤くなります。とても綺麗ですから、じゃあ、日本人は写真を撮ったり、絵を描いたりします。葛飾北斎の赤い富士山の絵は有名です。OK。သူကဒီနေရာမှာဘာတွေပြောထားလဲဆိုရင်ကိုတုတ် grammar လေးတုံးထားတယ်ပြီးပါလို့ရှိရင်တ grammar လေးတုံးထားတယ်ပေါ့နော်တ form ကကြော်လေဒီတဲ့ form ပြောင်းတဲ့ပုံစံတိုင်းရတယ်ဆိုရင်ရတယ်သူကတဲ့နေရာမှာတလေးထည့်လိုက်ရုံပဲပေါ့နော်အဲ့မှာတာတိဆိုတာကတော့ရေဒါတွေလောက်တယ်ဒါတွေဒီလိုမျိုးပြောတဲ့အခါမှာတုံးတယ်ကွာဥပမာကိုကပိတ်ရက်မှာဘာတွေလောက်လဲထမင်းပိတ်ရက်မှာဆိုလို့ရှိရင်ထမင်းဟင်းကြီးချက်စားတယ်ပေါက်ဆွဲပြုတ်စားတယ် TV ကြည့်တယ်ရုပ်ရှင်ကြည့်တယ်အဲ့လိုမျိုးပေါ့နော်ကိုလောက်တဲ့အရာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြောတဲ့ပုံစံမျိုးမှာဒါတွေဆိုတဲ့ပုံစံမျိုးနဲ့တာတိ grammar လေးတုံးခဲ့တယ်ပေါ့နော်ပြီးနောက်တစ်ခုကဆိုတော့ကိုတိုကတေကီမှာစတာအရှိမပြောခဲ့တဲ့ grammar ပဲဘာမှတော့မခဲ့ဘူးသူကကျတော့ကိုတိုနဲ့ကတ်မယ်ဆိုလို့ရှိရင်အမြဲတမ်း dictionary form ပြောင်းပေးရတယ် verb တွေ dictionary form ပြောင်းမှလားကိုတိုနဲ့ကတ်လို့ရမယ်ပေါ့နော်မီတာကိုတိုဒီအားကျမဘာလို့ချဲထားလဲဆိုလို့ရှိရင်ဒါကကြောင့်လေမီတာကိုတိုကကြောင့်လေကြည့်ခဲ့ဘူးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသူကကြောင့် dictionary form မှာ dictionary form က verb 1ကွာအဲ့မှာဗာထပ်ပြီးတော့သုံးလို့ရတယ်လဲဆိုလို့ရှိရင်ဒီမှာverb 1 verb 2ဆိုပြီးတော့လည်းရှိတယ် verb 2ကကျတော့ tag form လေးminaစားအဲ့တော့ tag form ဖြောင်းမယ်ဆိုလို့ရှိရင်ကျတော့ဘယ်လိုပြောင်းရမလဲဆိုရင်တဲ့ form ပြောင်းတဲ့ပုံစံနဲ့အတူတူပဲအဲ့တော့ခေါင်းမူးနေပြီဆိုလို့ရှိရင်အဲ့ဒီ form ပြောင်းလေးကိုလေအလွတ်ပြန်ပြီးတော့တွားချရေးဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ form ပြောင်းလေးကိုတစ်ချက်လောက်ပြန်ဖတ်လိုက်တကယ်တော့ form ပြောင်းလေးကိုတေချာလေးလေ့လာခဲ့တယ် note လေးရှိထားတယ်ဆိုတဲ့သူတွေကဒီဟာတွေကိုရှင်းပြတဲ့အခါကျတော့မခက်ဘူးဒါစီလုံးဝအသေးစိတ်ရှင်းပြထားပြီးရပေါ့နော် revision ပြန်တာနဲ့တော့မတူဘူးလုံးဝအသေးစိတ်ကိုပြထားပေးတာပေါ့နော်အဲ့တော့ verb 1 verb 2ဆိုပြီးတော့ဒီလိုမျိုးရှိပဲ verb 1ကကျတော့ပြောလို့ရှိရင် dictionary form or present tense ကိုပြောတာ verb 2ကတော့ ta form နေပေါ့နော် ta form တော်တော်များများ verb 2 form ဖြစ်တဲ့အတွက်ကြောင့်မလို့ ta form လို့လွယ်မှတ်လိုက်တာအဲ့တော့မိတကုတ်တူဆိုတာကမြင်ခဲ့ဘူးတယ်ဆိုတဲ့အိဗယ်မျိုးနဲ့သုံးတာပေါ့နော်အဲ့တော့ဒီနေရာမှာသုံးလဲဆိုတခုခုကိုလှုပ်ဘူးတယ်မလှုပ်ဘူးလို့ပြောတဲ့အခါကျလို့ရှိရင်နာနီကိုတိုကအာဒီမတ်ပြီးပါရင်နောက်တစ်ခုကကျတော့โอเคဒီအထိပဲအရင်တွားရှင်းရအောင်เนาะဒီအစားအနေပဲပြန်သွားမယ်富士山を見たことがありますか富士山ကိုမြင်ဘူးလားတဲ့富士山ကကျတော့တဲ့3776ဆိုတော့3986မီတာတူတဲ့မီတာဖြင့်日本で一番高い山ですဂျပန်မှာအမြင့်ဆုံးတောင်ဖြစ်ပါတယ်ပြီးတော့သူကဘာနဲ့ခရိုင်ကြားထဲမှာရှိရလဲဆိုတော့ရှီဇိုကာကန်တို山梨県の間ဆိုတော့သူတို့ရဲ့ဂျားထဲမှာတဲ့အာရီမတ်ရှိပါတယ်တဲ့冬はဆိုတာကဆောင်းတွင်းက雪が降りますからနင်းနေကြတဲ့အတွက်ကြောင့်မို့လို့ရှီရိုခုနာရီမတ်ဖြူဖွေးသွားပါတယ်တဲ့ဒါလည်းတူတူပဲနာနီနာရီမတ်ဆိုတာကကျတော့သူကတခုခုဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးမှာသုံးတဲ့ grammar လေးเนาะအဲကြောင့်မို့သူကရှီရိုဤဆိုရင်ရှီရိုခုဖြစ်ပါမယ်ရှီရိုခုနာရီမတ်ဖြူဖွေးသွားပါတယ်နတ်စမိုယာမနိုဥဝဲနိနွေရာဒီမှာဆိုလို့ရှိရင်လေဒီတောင်ရဲ့အပေါ်မှာ yuki ကဒီမှာ yuki လေးနင်းနေရှိပါတယ်တဲ့7月と8月だけ9လပိုင်းနဲ့10လပိုင်းဒါလင်
富士山に登ることができます。富士山をတက်လို့ရတာဖြစ်ပါတယ်။夏は山の上にနေရာဒီမှာဆိုရင်ဒီတောင်ရဲ့အပေါ်ဘက်မှာ郵便局ကဒီမှာစာတိုက်ပုံရှိရပေါ့နော်စာတိုက်ရှိပါတယ်ရှိတဲ့အတွက်ကြောင့်တဲ့ကမိအို letter တွေကိုထိုက်စတာရီထဲ့တာမျိုးတော့ပို့တာပဲရှင်နော်တဲ့ကမိတွေကိုပို့တာမျိုးဒန်ဝါအိုခါကက်တာရီဖုန်းဆက်တာမျိုးစရုပ်ဖို့ကတကီမတ်လုပ်လို့ရတဲ့အရာတွေရနိုင်ပါတယ်နတ်စတိုအကီနွေရာဒီနဲ့ဒီစောင်းဥရာဒီမှာဆိုလို့ရှိရင်ဤဒန်ကီနိုအာစာရာဒီဥရုကောင်းတဲ့မနက်ခင်မှာဆိုရင်ဖူချီဆန်ဝဖူချီတောင်ကြီးကအကာကုနာရီမတ်တာဒီ grammar နဲ့တူတူပဲနော်ဤဆိုလို့ရှိရင်ဤကိုဖြုတ်ခုနာရီမတ်ဒီလိုဖြစ်လာတယ်ပေါ့နီလာပါတယ်တဲ့လိုတဲမိုခိတဲ့ဤဒစ်ကာရာအရန်လာတဲ့အတွက်ကြောင့်မလို့ညီဟွန်ချင်းဝရှာရှင်အိုတိုတာရီဂျပန်လူမျိုးတွေကဓာတ်ပုံတွေရိုက်တာအိုခိုင်တာရီပကြီးဆွဲတာမျိုးရှိမတ်လုပ်ကြပါတယ်တဲ့ဖတ်ချရှိကဟိုကုဆိုင်နိုအကိုင်ဖူချီဆန်နိုအေဝဒီသူပြောတဲ့အဲ့ဒီကချရှိကဟိုကုဆိုင်ရဲ့ဒီလိုမျိုးအနီးရောက်ပါနောက်ဆိုတော့မြင်ဘူးလားမသိဘူးဒီဟွာမှာသွားရှာလာလို့ရှင် Google ဒီမှာပဲရွေးသွားရှာလာလို့ရှင်အဲ့ Fuji တောင်ရဲ့ပုံဆိုလို့ရှင်အဲ့ဒီပုံကြီးအရင်ပေါ်လာတာပေါ့နော်အဲ့ဒီပုံလေးကိုရှာကြည့်ကြည့်အဲ့ဒီ Fuji တောင်ရဲ့အနီးရောင်ရဲ့ရှုခင်းနေတဲ့ဒီပကြီးကားပေါ့ဓပုံတွေပကြီးကားတွေအားတဲ့ you made this နာမည်ကြီးပါတယ်ပေါ့နော်ပကြီးကားကတော့နာမည်ကြီးပါတယ်တဲ့ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီအောက်ကပုံလေးတွေကိုပြပြီးတော့ကြည့်မယ်ဒီ Fuji တောင်နဲ့ပြောထားတဲ့နေရာမှာဒီအောက်ကပုံလေးမာလားမှန်လားနော်ဒီချက်ကြည့်ရဒီပထမဦးဆုံးကဘာလဲဆိုတော့နွေဟာဒီမှာတွားတက်လို့ရတယ်မှန်ပါတယ်ပြီးတော့စောင်းရာဒီမနေ့ပိုင်းမှာပေါ့နော်နီရောင်ဖြစ်နေရဆိုတော့မှန်ပါတယ်သူကနီရွာလို့ပြောမလားဒီမှာလေမနေ့ပိုင်းမှာဆိုသူကနီရနေထွက်လာတဲ့ချိန်ဆိုနီပြီပေါ့နော်နောက်တစ်ခုကကြတော့နင်းကြတဲ့ချိန်ဆိုတော့တောင်တက်လို့မရပါဘူးဒါဒီမှာပါတယ်နော်ဒီတစ်ခါမှာတော့အခန်း20ရဲ့စာပိုင်လေးကိုဖတ်ကြည့်ပါမယ်နိကီဖြစ်ပါတယ်နိကီရဲ့ဒီကကျတော့နေစဉ်မှတ်တမ်းပေါ့နော်နေစဉ်မှတ်တမ်းမှာဘာတွေလာမလဲတစ်ချက်ကြည့်ရအောင်သူကပေးထားတာကကြတော့1月1日တလပိုင်းတရက်နေ့ခင်ယောဘီဖူမိုရီဆိုတာကတိမ်ထူတော့အဲ့တော့သူကအဲ့နေတိမ်ထူတယ်ပေါ့ဌာနကခွန်ဆိုတာကယောက်ျားလေးတွေကိုခေါ်တာပေါ့နော်ဌာနကခွန်ပြီးပါရင်高橋君と一緒にアトゥル京都の神社へ行ったဆိုတာကကျတော့行きますကနေလာပါတယ်အဲ့တော့သူက行きますမှာကျတော့သူကဘာလဲတုံးလဲဆိုရင်အရှိမပြောခဲ့ဘူးလေတောက် form ကကျတော့ verb to form နေများတယ်ဒါကြောင့်မို့ verb to ပြောင်းချင်တပြောင်းရတယ်ပေါ့နော်ဒါကြောင့်တောက် form ပြောင်းတဲ့အခါမှာ 行きますကဘာဖြစ်သွားလဲဆိုရင်တဲ့ form နဲ့အတူတူပဲ ki ဆိုလို့ရှိရင်行ったကိုကတ်တယ်行ったတို့行ってတို့နော်အဲ့ကြောင့်行ったဒါဆိုသူက ඊ တာဖြစ်သွားတယ်မလားနော် ඊ တာဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတကယ်တမ်းသူ့ form မှာဒီလိုဖြစ်ရမှာဆိုပေမဲ့သူကဒီလိုမျိုးသုံးလို့မရအောင်သူ့မှာပုံတွေကျက်ရမှာတခုတော့ရှိတယ် ඊ တာဆိုတဲ့ပုံစံမျိုးအလွတ်ကျက်ရတယ်ပေါ့နော်အဲ့ဒါတစ်ဆင့် formula လေးတင်ချရှင်းရလို့ပဲနော်အဲ့တစ်ဆင့်ချင်းစီပြီးလို့ပြောင်းသွားတာမျိုးပြောရှင်အဲ့ကြောင့် ඊ တာဖြစ်သွားတယ်ပေါ့နော်သွားခဲ့တယ် dictionary ရေးပြီဆိုအမြဲတမ်းplain form နဲ့သုံးလေးရှိတယ်ဒါ plain form လေးလေနော် plain form လေးပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပြန်ရှင်းကြည့်အောင်တဲ့ plain form လေး plain form လေးပြန်ရှင်းမယ်ဆိုရင် plain form က၄မျိုးရှိပါတယ်ဘာရှိလဲဆိုရင် verb 1ရှိတယ် verb 1အငင်းရှိမယ်ဟာနော်ပြီးတော့နောက်တစ်ခုကကျတော့ verb 2ရှိမယ် verb 2အငင်းရှိမယ်အဲ့ဆိုဘာတွေလဲစစေအငင်းတွေရောဘာတွေရောရှုပ်ရှက်ကိုခန့်နေရမယ် verb 1ကကျတော့သူက dictionary form ကိုသုံးတာဖြစ်ပါတယ် dictionary form ပြောင်းတဲ့ပုံစံကိုရရင် verb 1ပြောင်းပါတယ်verb 1အငင်းကကျတော့ဗာလဲဆိုတော့ noun form ဖြစ်ပါတယ်ဒါပဲနားတို့ဘာလို့ကကျတော့ဒါ plain form ရဲ့ form တွေပါ verb 2ကကျတော့ခုနကပြောလိုက်တဲ့တာ form တွေပါအဲ့ဒီ verb တွေကိုတာ form ပြောင်းလို့ရှိရင် verb 2ဖြစ်ပါတယ် verb 2 plain form ဖြစ်ပါတယ်ပြီးရင် verb 2အငင်းကကျတော့သူကနာခတ်တာဆိုတဲ့ form မှာအဲ့ဒါကတော့နာအရင်ပြောင်းပြီးတော့မှနာခတ်တာလေးကိုကြိုက်ရမှာဖြစ်ပါတယ်9 form နဲ့အတူတူပဲပေါ့နော်ဒီအဲ့ဒီပုံစံလေးတွေကကျတော့ plain form လို့ခေါ်ပါတယ် plain form မှာအများနဲ့၄မျိုးရှိတာကိုမှတ်ထားပြီးပါ verb 1ရှိမယ် verb 1အငင်းရှိမယ် verb 2ရှိမယ် verb 2အငင်းရှိမယ်သူ့ရဲ့ pattern တွေလည်းတမ်းပြီးတော့ချက်ထားမယ် verb 1ဆိုရင် dictionary form ပြောင်းထားတဲ့ပုံစံဒီ verb 1ဖြစ်ပါတယ်ပြီးပါရင် verb 1အငင်းဆိုလို့ရှိရင် 9 form ပြောင်းထားတာဒီ plain form ရဲ့ verb 1အငင်းဖြစ်ပါတယ်တာ form ပြောင်းထားတာဒီ plain form ရဲ့ verb 2ဖြစ်ပါတယ်နာခတ်တာပုံစံပြောင်းထားတာဒီ plain form ရဲ့ verb 2အငင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်မှတ်ထားပြီးရပါတယ်အဲ့ဆိုတွားကြည့်ရအောင်
진짜에 있다 solution 다가 있다 solution 도 verb to ဖြစ်မယ်ဘာကြောင့်လဲမလေး ta form solution verb to လို့ပြောထားတယ်နော်တွားခဲ့တယ်ဒီမှာကျတဲပေါင်းနေပြန်ပြောင်းလာနော်တဲ့ပေါင်းလာတာနော် e ဆိုရင်ခုတဲ့ပေါင်းနေဆိုရဲအဲ့ဒီ grammar ပြန်သုံးလာတယ်ဘုရုခုတဲ့ o ဟောင်းပြီးတော့ okay 진짜 data ဆိုလို့ရှိရင် noun ဆိုရင်သူက data နဲ့ပေါင်းတယ်ဒါလည်းစစီတင်ခဲ့ပြီးသား pattern နဲ့ကိုချပြပေးခဲ့တာဟုတ်ပြီနော် data ဖြစ်ခဲ့ပါတယ်ဆိုတဲ့အိပ်ပဲမျိုး 진짜 data အဲ့တော့သူက o ဟောင်းပြီးတော့ကြီးမားတယ်နက်ကွန်ရင်ဖြစ်ခဲ့ပါတယ်တဲ့ hito က o ခုတဲ့ဒါကျတော့ e adjective တွေဆိုလို့ရှိရင်တဲ့ပေါင်းခြင်းခုတဲ့ပြောင်းရတယ်ဆိုတဲ့နေရာလေးကြီးမားပြီးတော့နီဂီယာကတတ်တာဆိုလည်းအတူတူပဲဒီမှာကြည့်နီဂီယာကတတ်တာဆိုရင်ဖြစ်ခဲ့ပါတယ်ဆိုပြီးတော့ verb to ပေါ့နော်ဒါကဘာအတွက်လဲဆိုလို့ရှိရင် verb အတွက်ပဲမဟုတ်ဘူး adjective တွေအတွက်ကလည်း form ရှိတယ်เนาะအဲ့ဒါလည်းပတ်တန်ပေးထားပြီးတာပါ kimono no onna no hito က takusan itta ရှိခဲ့ပါတယ်ဆိုတဲ့အိပ်ပဲမျိုးပေါ့နော်arimasu imasu အဲ့ဒါက imasu ကနေလာတာပါတပါတယ်တို့ကြောင့်မို့ဒီ verb to တော့ပေါ့ပါအဲ့တော့ kimono တွေနဲ့အမျိုးသမီးတွေကတဲ့အများကြီးရှိခဲ့ပါတယ်တဲ့とても綺麗だったってあをလာခဲ့ပါတယ်တဲ့田中さんと田中君と田中君は田中さんနဲ့ဒီ田中ကတဲ့神社の前の箱にနတ်ကွန်ရဲ့အရှိမရှိတဲ့ box လေးထဲမှာお金を入ったပတ်စံကိုထည့်ခဲ့ပါတယ်ဆိုတဲ့ကာရအဲ့ဒီနောက်မှာတော့みんなでအားလုံး写真を撮ったりဓပုံရိုက်တာပဲဓပုံရိုက်တာတွေお土産を買いたりしたလက်ဆောင်ဝယ်တာတွေလုပ်ခဲ့ပါတယ်電気はあんまり良くなかったかငါကကျတော့ပေမဲ့ဆိုတဲ့အိပ်ပဲပေါ့ဒီကကျတော့နာခတ်တာကကျတော့ plain form ဒီက verb to အမြင်ဖြစ်တယ်နော်ကောင်းတော့မကောင်းခဲ့ဘူးပေါ့အဲ့လိုပုံစံမျိုးပေါ့ယာဒီဥကတိတ်မကောင်းခဲ့ဘူးဆိုပေမဲ့အတတကခတ်တာနည်းနည်းတော့နွေးနွေးထွေးထွေးလေးတော့ရှိခဲ့တယ်ဥဝယ်နေခိုင်းတဲ့ကာရအိမ်ပြန်ပြီးတဲ့နောက်မှာအမေရိကန်တို့ခါဆိုကူနိအမေရိကမှာရှိတဲ့မိသားစုထံကိုဒန်ဝါအုပ်ခါခဲ့တာပုံဆက်ခဲ့တယ်မိနာဂန်ကီတတာအားလုံးကကျမ်းမာခဲ့ကြတယ်ပေါ့ကြားရတဲ့အခါကျတော့သူကဒီ Nikki လို့ပြောတယ်နေ့စဉ်မှတ်တမ်းကိုရေးတဲ့အခါမှာ plain form သုံးရတယ် massive form နဲ့မသုံးဘူးပေါ့နော်အဲ့ plain form သုံးတဲ့အခါကျလို့ရှိရင်လေ verb 1ဆို verb 1သုံးတတ်အောင် verb 2ဆို verb 2သုံးတတ်အောင်ကိုယ်နဲ့ကိုပြန်ပြီးတော့တေချာလေးကြည့်ပြီးတော့လေ့ကျင့်ကြည့်ရမယ်ပေါ့နော်အခုလည်းဒီမှာ reading ဖတ်တယ်ဆိုတာကသူတို့သုံးထားတဲ့ပုံစံလေးကိုအတူပို့ပြီးတော့ဖတ်စေချင်လို့တင်ဒီအောက်ဘက်မှာလည်းကိုယ်နဲ့ကိုပြန်ဖြည့်လို့ရတယ်ဒီမှာ1 2 3 4ဆိုပြီးတော့ column 4ခုရှိတယ်ကိုကပေါ့နော် Kimura ဆန်ကိုစာပို့မယ်အဲဆိုသူ့စီကိုစာပို့တဲ့ခါကျလို့ရှိရင်ဘယ်လိုရေးမလဲတစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အသေးသေးလေးတော့တစ်ချက်ပြောသွားပေးမယ်Kimura ဆန်ရေးတဲ့毎日寒いですねနေ့တိုင်းအေးနေရပဲနော်お正月はどうでしたか私は1月1日に友達と誰ဆိုတာဥပမာနော်京都の神社へ行きましたဆိုတော့သူကအဲ့လိုဘယ်လိုမလဲနေ့တင်မှာဘာတွေလုပ်ခဲ့လဲပေါ့အဲ့တော့သူကကျတော့တလပိုင်းတရက်နေ့မှာတငယ်ချင်းတွေနဲ့တူကျိုတိုကိုကရှိတဲ့ဒီ神社နတ်စင်ကိုတွားခဲ့ပါတယ်တဲ့電気があまり良くなかったですがရာဒီဦးကတိတ်ပြီးတော့မကောင်းခဲ့ဘူးဆိုပေမဲ့ဘာပြောရမှာလဲတွားကြည့်မယ်ဆိုလို့ရှိရင်ရာဒီဦးကတိတ်ပြီးတော့မကောင်းခဲ့ဘူးဆိုပေမဲ့သူဒီမှာပေးထားတယ်ကွာအတတခတ်တာဆိုပြီးပေးထားတယ်ဒီဟာလေးကိုထည့်ဆိုချင်တာအတတခတ်တာဆိုပြီးတော့ဒါပေမဲ့စကားပြောတာဖြစ်တဲ့ကြောင့်မို့လို့အဲ့လိုပုံစံမျိုးနဲ့သုံးလို့မရဘူးပေါ့နော်ဒါဒီဟာလေးကိုတော့တစ်ချက်သတိထားမယ်အတတခတ်တာအဲ့ဒါလေးပြန်ယူသုံးမယ်ဂျင်ဂျာကဟီတိုကဟိုတဲ့လူများပြီးတော့ဘာဖြစ်လဲစီကားတာလားသူပြောတာစီကားတယ်ဟုတ်လားမသိဘူးဟုတ်စီလူများပြီးတော့ဘာဖြစ်သေးလဲအိုဟောင်းနေဟုတ်နော်အိုဟောင်းနေကြီးမားတယ်ခဏလေးအပေါ်မှာပြန်သွားကြည့်စားပိုက်ထဲမှာသွားကြည့်လူများပြီးတော့စီကားခဲ့ပါတယ်ဟုတ်တယ်လူများပြီးတော့မှစီကားခဲ့ပါတယ်အဲ့ဒါလေးထည့်ရည်နဲ့ကီမိုနိုဝတ်ထားတဲ့အမျိုးသမီးလေးတွေကလည်းအများကြီးတွေ့ခဲ့တယ်တကယ်ကိုအရန်လာတယ်လို့ပြောထားမှာနော်အဲ့နောက်ကွန်မှာဓပုံလေးကိုရိုက်ပြီးတော့ပို့လိုက်ပါတယ်ဆိုပြီးတော့ဒီလိုရေးရမှာပေါ့နော်အဲ့ဆိုဒီထဲက verb လေးတွေကိုတစ်ချက်ပြန်ပြီးတော့စဉ်းစားပြီးထည့်ပေးပါနော်အဲ့ဒါဆိုရင်ဒီနေ့အတွက်အခန်း20ထိပြီးသွားပါပြီနောက်ရဗီဒီယိုမှာမှထပ်ပြီးတော့တွေ့ပါမယ်